Hello, Minglaba. Big Six Soccer Sport Channel ကနေတင်တော့ကိုຫນွေတွေးစွာကြိုဆိုပါတယ်။ဒီနေ့မှာကျွန်တော်ရဲ့ YouTube Channel ကို Subscribe မလုပ်သေးလို့ Subscribe လုပ်ပေးဖို့ Like မလုပ်သေးလို့ Like လုပ်ပေးပြီးတော့နော်မြန်မာပြည်ကကြည့်တဲ့လူတွေ VPN ခံပြီးကြည့်ပေးဖို့ကျွန်တော်အနေနဲ့မေတ္တာရပ်ခံတယ်ကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့အနေနဲ့နော်ပြီးခဲ့တဲ့တရက်နေ့ရက်တုန်းက2026ကမ္ဘာဖလားပွဲမှာအာဂျင်တီးနားနဲ့30နဲ့တင်းရှုံးတဲ့အဆင့်မှာခေတ်ဗာဒီအသင်းကန်တယ်အဲ့လိုကန်တဲ့ခါမှာနော်ဒီပွဲပြီးခါနေ့အချိန်ပိုမှာတော့အာဂျင်တီးနားကန်ကောင်းလို့ခေတ်ဗာဒီနောက်တန်းကစားသမားသူ့ကိုသူသွင်းမိလို့နိုင်သွားတယ်မဟုတ်ရင်ပယ်နယ်တီကန်ရမယ်အနိုင်ရှုံးဆိုတာ50-50ရှုံးလဲရှုံးနိုင်တယ်နော်ကျွန်တော်တို့ဒီကမ္ဘာဖလားပွဲမှာအသင်းကြီးတွေဂျာမနီတို့နယ်သာလန်တို့ဒီပယ်နယ်တီနဲ့ရှုံးတာတွေ့ရဒါပေမဲ့အော်ဘွယ်ကောင်းတာရပါလေဆိုတော့ဒီအာဂျင်တီးနားကိုတော့တကိုးရှုံးတယ်ဒါပေမဲ့တရေပြန်ကန်တယ်ငကိုတကိုးဖြစ်တယ်ငကိုဖြစ်အောင်တွင်းနိုင်တဲ့ဒီဘောလုံးနိုင်ငံကမ္ဘာအာဂျင်တီးနားဆိုတာကမ္ဘာချန်ပီယံဖြစ်တယ်အာဂျင်တီးနားဆိုတာကမ္ဘာအင်အားကြီးဘောလုံးနိုင်ငံဖြစ်တယ်ကမ္ဘာနာမည်ကြီးဆုံးမာရာဒိုနာတို့မက်ဆီတို့ထွက်တဲ့နော်နိုင်ငံဘောလုံးအသင်းဖြစ်ပေမဲ့သူ့ကိုတော့ဒီတရေကန်ခါနီပယ်နယ်တီအထိရောက်ခါနီဘောလုံးအသင်းခေတ်ဗာဒီဆိုတာနိုင်ငံလူဦးရေအား6သိန်းတောင်မပြည့်ဘူးဆိုတာတွေ့ရအဲ့အတွက်ကြောင့်ဒီခေတ်ဗာဒီနိုင်ငံနဲ့နော်ခေတ်ဗာဒီဘောလုံးအသင်းအကြောင်းကိုဘ ഹു တုတအနေနဲ့ကျွန်တော်နည်းနည်းပါးပါးပြောချင်တယ်ခေတ်ဗာဒီနော်နိုင်ငံလက်ရွေးစင်ဘောလုံးအသင်းအကြောင်းမပြောခင်ခေတ်ဗာဒီနိုင်ငံဘယ်နေရာမှာရှိလဲဆိုတော့တီနေရတော့အာဖရိကအနောက်ဘက်ကမ်းခြေအတ္တလန်တစ်သမုဒ္ဒရာထဲမှာရှိတဲ့နော်ကျွန်းစုနိုင်ငံဖြစ်တယ်လူဦးရေကတော့နော်6သိန်းတောင်မပြည့်ဘူးဆိုတာတွေ့ရတယ်တရားဝင်ဘာသာစကားတော့ပေါ်တူဂီဖြစ်တယ်ဒါပေမဲ့နေ့စဉ်သုံးစကားတော့ Cape Verdean Creole နော် Cape Verdean Creole ဘာသာစကားကိုအများသုံးကြတယ်ရုံသုံးကတော့ Portuguese ဖြစ်တယ်ပြီးတော့ကျွန်တော်တို့အနေနဲ့ Cape Verde ရဲ့ဒီကျွန်းတွေရဲ့စီးပွားရပါလဲဆိုတော့နံပါတ်1ခရီးသွားလုပ်ငန်းနံပါတ်2ငါးဖမ်းလုပ်ငန်းနံပါတ်3ဝန်ဆောင်မှု service လုပ်ငန်းတွေဖြစ်တယ်ပြီးတော့ပြည်ပရောက်နိုင်ငံသားများရဲ့နော်ငွေပို့မှုဒါလည်းဝင်ငွေတစ်ခုဖြစ်တယ်ဒီလိုဝင်ငွေရှိတဲ့နိုင်ငံဖြစ်တယ် Cape Verde ဘောလုံးအသင်းက1982ခုနှစ်မှာတည်ထောင်တဲ့တင်းဖြစ်တယ်ကျွန်တော်ပြောမယ်ဆိုရင်ကမ္ဘာဖလားမှာနော်ဒီအာဖရိကအသင်း10တင်းပါဝင်တယ်အုပ်စုကနေတူနီးရှားပဲကြပြီးတော့6တင်းစလုံး32တင်းမှာတက်တယ်တွေ့ရတယ်ကျွန်တော်အာရှဆိုရင်နော်ဩစတြေးလျနဲ့8တင်းဩစတြေးလျမပါရင်အာရှ18တင်းထဲမှာဂျပန်ပဲ32တင်းမှာတက်တယ်ဒါတောင်မှဂျပန်32တင်းမှာဘရာဇီးနဲ့တွားတိုးပြီးတော့ရှုံးသွားတာတွေ့ရအဲ့အတွက်ကြောင့်ဒီလိုနိုင်ငံ၄တောင်မှဒုတိယအဆင့်ရောက်နိုင်တာဂျပန်နဲ့အဆင့်တူလောက်เนาะပြောရမယ်เนาะဘာကြောင့်လဲကျွန်တော်နည်းနည်းပါလေ့လာရအောင် FIFA World Ranking မှာအပြောင်းအလဲရှိပေမဲ့ဒီအဆင့်80လောက်ဝန်းကျင်မှာရှိတယ်ပြောမယ်ဆိုရင်တော့ကျွန်တော်တို့မြန်မာလက်ရွေးစင်အသင်းနဲ့အဆင့်အတူတူလောက်ရှိမယ်နော်မြန်မာလက်ရွေးစင်အသင်းကျွန်တော်မမာဘူးဆိုရင်နောက်ဆုံးကျွန်တော်လေ့လာတော့66အဲ့လောက်မှာရှိတယ်ပြီးတော့နော်ကျွန်တော်တို့အဲ့လောက်နော်ကျွန်တော်တို့အုပ်စုအဆင့်မှာ3ပွဲစလုံးတည်ကြတယ်ပထမစပိန်နဲ့3-3တည်ကြစပိန်ဆိုတာအခုလောကမှာကမ္ဘာရဲ့ FIFA ranking မှာနံပါတ်1ပြီးတော့ FIFA World Cup မကန်ခင်ဘိုးဆွဲဖို့ရေပန်းစားဆုံးနံပါတ်1လည်းဖြစ်တယ်အဲ့ဒီဥရောပနံပါတ်1ကမ္ဘာရဲ့ဘောလုံးဖွဲ့ချုပ်ရဲ့အဆင့်တမချေရနံပါတ်1ပြီးတော့ FIFA ဘောလုံးပွဲမှာနံပါတ်1ဘိုးဆွဲမယ်လို့ရေပန်းစားတဲ့စပိန်ကို3-3နဲ့ကန်နိုင်တယ်ပြီးတော့ဥရောပအင်အားကြီးဖြစ်တဲ့ဥရုဂွေးဘောလုံးအသင်းဘောလုံးအသင်းနဲ့ငယ်တေးတဲ့ဘောလုံးအသင်းမဟုတ်ကမ္ဘာဖလား2ချိန်ရဘူးတဲ့နော်ကိုပါအမေရိကဆိုအများကြီးရဘူးတဲ့ဘရာဇီးထက်တောင်အချိန်အများအောင်ရဘူးတဲ့
သူနဲ့လည်းငကိုးစီတည်ကြပြီးတော့ကျွန်တော်တို့အာရှရဲ့ဘောလုံးအင်အားကြီးဖြစ်တဲ့ဆော်ဒီအာရေဗျနဲ့တုံညတည်ကြပြီးတော့တည်3ပွဲနဲ့တက်လာတာဖြစ်တယ်အာဂျင်တီးနားကိုလည်းတည်ရခါနေပဲနော်အချိန်ပိုရောက်တယ်နော်ပယ်နယ်တီမကန်ခင်လေးမှာသူတို့အနေနဲ့ကန်ဆိုးလို့အဲ့အတွက်ကြောင့်ဒီနေရာမှာဘာဖြစ်လို့ဒီလောက်အဆင့်ရှိလဲဆိုတော့ဘောလုံးသမား9ယောက်ဟာနော်စပိန်ပေါ်တူဂီဥရောပအသင်းတွေမှာတွားကစားမှုတယ်ဆိုတာတွေ့ရတယ်ဘယ်သူတွေလဲဆိုတော့ Ryan Mendes, Julio Tavares, Peter Gary, Roddy Coit, BB, Peter Stopira, Peter Logan Costa ဒီဘောလုံးသမား9ယောက်ဟာစပိန်ပေါ်တူဂီနဲ့အခြားဥရောပကလပ်တူရကီတို့ပြင်သစ်တို့မှာကစားမှုတယ်ဥရောပလိဂ်မှာကစားမှုတဲ့ဘောလုံးသမား9ယောက်လောက်ပါတယ်ပြီးတော့ကျွန်တော်ကြည့်မယ်ဆိုရင်နော်အုပ်စုပွဲမှာ3ပွဲစရုံးတည်ကြတယ်တင်းနေလဲနည်းနည်းနော်မဟုတ်စပိန်တို့ဥရဂွေတို့ဖြစ်တယ်ဆော်ဒီအာရေဗျတည်င်းပဲနော်အတင်းနာမည်တိတ်မကြည့်ဘူးပြီး32တင်းအတင်းမှာလဲကန်ဆိုးလို့ကိုကိုတွင်းပြီးအချိန်ပုံမှာနော်3ဂိုး2ဂိုးနဲ့ရှုံးတယ်ဆိုတာတွေ့ရတယ်ကဲဗာဒီဘောလုံးတင်းမှာပြိုင်ပွဲတစ်လျှောက်ခန်းစစ်မှာကြောမှုနဲ့တံပြန်တိုက်စစ်ကောင်းမှုရှိတာတွေ့ရတယ်ပြီးတော့ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်ခေဗာဒီဟာအာဂျင်တီးနားကဲတို့ကမ္ဘာထိပ်တန်းအသင်းကိုအခက်တွေ့စေတယ်စီကန်းရှိတဲ့ခန်းစစ်နဲ့ထိရောက်တဲ့တံပြန်တိုက်စစ်ရှင်ပြိုင်ကစားနိုင်တဲ့တဦးချင်းရေတွေးကောင်းတဲ့ဘောလုံးသမားတွေရှိတယ်ဆိုတာတွေ့ရတယ်ကျွန်တော်အာရှမှာ9တင်းမှာတတင်းပဲဒုတိယအဆင့်တက်တယ်32တင်းဆင့်တက်တယ်ကျန်တဲ့အားလုံးကျကျွန်တော်တို့ခေဗာဒီလိုလူ6သိန်းမရှိတဲ့ဘောလုံးအသင်းကနေပါတင်ကန်းစာရမလဲသူတို့ဘာကြောင့်ဒီလိုဖြစ်နိုင်လဲဆိုတာကြည့်မယ်ဆိုရင်လူဦးရေနဲ့ပေမဲ့သူတို့နိုင်ငံမှာလူငယ်ဖွံ့ဖြိုးရေးစနစ်အစီအစဉ်ကောင်းတယ်နော်လူငယ်တွေကိုကောင်းဖွံ့ဖြိုးရေးတင်တန်းပေးတယ်ကောင်းကျွေးမွေးတယ်နံပါတ်1ဥရောပလိပ်များမှာကစားတဲ့ထွက်ကစားတဲ့နော်အသင်းအီတွေးမြင့်ထွက်ကစားခြင်းအဖြစ်အသင်းအီတွေးမြင့်တင်နိုင်တယ်ကျွန်တော်မြန်မာပြည်ဆိုရင်နော်ကစားတာအဝေးဆုံးနော်စင်ကာပူတို့ထိုင်းတို့မလေးရှားတို့ရှိတယ်ဥရောပမှာတောင်နော်ကျွန်တော်ကစားတယ်လို့မရှိဘူးဒါပေမဲ့သူတို့ဥရောပတူရကီတို့ပြင်သစ်တို့စပိန်တို့ပေါ်တူဂီတို့မှာကစားတဲ့လူတွေရှိတာသူတို့အဆင့်ကိုမြင့်တင်ပေးတာတွေ့ရတယ်ပြီးတော့ခန်းစစ်အတင်းလဲစုစည်းမှုလုံခြုံပြီးတော့နာမည်ကြီးလူငယ်အသင်းတွေကိုလူငယ်စီမံကိန်းကောင်းတဲ့အတွက်ကြောင့်ဥရောပလိပ်တွေမှာကစားနိုင်တဲ့အတွေ့အကြုံရှိတဲ့အတွက်ကြောင့်เนาะဒီလိုနိုင်ငံငယ်လေးဖြစ်ပေမဲ့ခြေစစ်ပွဲအောင်ပြီးတော့အိမ်ဖြစ်ပါဝင်ယုံမကဘဲနဲ့32တင်းအထိစီတက်နိုင်တယ်ဆိုတာတွေ့ရတယ်အဲ့အတွက်ကြောင့်ကျွန်တော်မြန်မာပြည်လို့ကျွန်တော်အရှေ့တောင်အာရှလို့အာရှတိုက်ကဘောလုံးအသင်းတွေလည်းเนาะကျွန်တော်တို့သူ့ကိုစာနမူနာယူဖို့ကောင်းတယ်လို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်အဆုံးတိုင်အောင်ကြည့်ပေးတော်သူများကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းပျော်ရွှင်ခြင်းအောင်မြင်ခြင်းရရှိနိုင်ပါစေ2026ခုနှစ်အတင်တို့အတွက်စီးပွားလာဘတိုးတက်ကြီးပွားအောင်မြင်တဲ့နေ့ဖြစ်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းဆန္ဒပြုပါတယ်ကျေးဇူးတင်ပါတယ်